ဘုံစိတ်ကတော့စမ်းတီးတာဘယ်နေရောက်လဲအဲ့မှာ တော့မင်း ကဲနာမည်လေးမိတ်ဆက်ပေးပါဦး ကျွန်တော်ကိုစီတူပါ ကိုစီတူပမာနေတာတော့ တာမွေးမှာပါဗျာ တာမွေမှာ ဟုတ်ကဲ့ တာမွေမှာနော် ဟုတ်ကဲ့ဗျာ တာမွေမှာနေတာ ဟုတ်ကဲ့တာမွေးမှာတေးတာပေါ့ တဲ့တာဗမာဘယ်ကလာတယ်လဲ မဟုတ်ကပါဗျာမန်လေးမဟုတ်ကပါ ဘာဝိနာခံထားနေရ ကျွန်တော်ဟိုတင်ပခွဲဟိုဆွေးတာပေါ့နော်ကျွန်တော်တင်ပခွဲဆွေးတာ တင်မစုံ တင်မစုံဆွေးတာပေါ့တင်မစုံဆွေးတာဟိုသူကဓမ္မရိုက်တော့ ABN ပေါ်ထားတာ ABN ပေါ့ ABN ပေါ်တော့じゃအင်္ဂလိပ်လို့ဆိုရင်ဇုံလိုက်လဲရမှာပေါ့နော်ဇုံလိုက်လဲရမှာပေါ့လဲရမှာဆိုတော့ဆရာစီကိုလာပြီးတော့ကျွန်တော်ပြ မေတ္တာခံတယ်ပေါ့ ဟုတ်ကဲ့မေတ္တာခံတာ ကဲဟုတ်ပြီဆရာမေတ္တာနဲ့ကုပေးမယ်နော် ဟုတ်ကဲ့ဆရာ တင်မခွက်လွဲရမယ်ဆိုတော့မတော်လို့90 50ပဲပညာရှင်တွေက ပြောတယ်ဟုတ်တယ် မတော်လို့အဲ့ဆရာစုပေးကြည့်ဟုတ်ကဲ့နော်ဆရာစုပေးကြည့်မယ်တင်မခွက်လဲတဲ့အားချုပ်တာကိုနေကဝိနာရှင်တွေကမဟာကြည့်ပြီးတော့ဆရာပြောတာပြောပါ ကျွန်တော်ဆရာကိုလည်းယုံကြည်ပြီးတော့ကိုကလေးကိုလည်းဆရာဟိုပြီးသားဆိုတော့ကျွန်တော်ကတွေ့တာ ဟိုအစ္စလမ်လေးလေးကြောက် ဟုတ်တယ်သူကလည်းတာမူရလား ဟုတ်တယ်ဒါပြောတာအဲ့တော့ခုတဲ့အခါမှာခုပေးကြည့် ဟုတ်ကဲ့ဆရာ နော်ကောင်းတယ်မကောင်းတယ်ဆိုတော့ဝိနာရှင်လေးရဲ့ကံပေါ့ ဟုတ်ကဲ့ဟုတ်ပါ ဟုတ်လားဝိနာကံတာဆိုလည်းရှိဟုတ်ကဲ့ဆရာတို့ကအားလုံးကိုကြောက်ပါမယ်လို့ပြောလို့ဟုတ်ကဲ့ဆရာနဲ့ဝိနာရှင်နဲ့အဆက်တဲ့ဆက်ချင်းနဲ့ကြောက်တော့ဟုတ်ကဲ့ပါဟိုမယုံလည်းမရှိနဲ့ဟုတ်ကဲ့အကျွမ်းမဲ့လည်းဟိုလည်းမိမယုံဟုတ်တယ်မဟုတ်ဘူးဆရာကတာပေးကြည့်တာပေးလို့ကောင်းအောင်လည်းကံပေါ့ဆရာကဝိနာရှင်တဲ့ဖြစ်တာဒီပဲညာဘက်ချင်နော်ချကြည့်ပါလူနေကောင်းပါကောင်းပါကြံတော့ကြံအောင်ပါနည်းနည်းဟုတ်အကုန်ကောင်းတယ်လို့ပြောတယ်ပြေးတဲ့ကမယုံနေလို့များနေဟုတ်ကဲအခုဒီမှာမခဏလေးတာအောင်ဒီနာဒီပါလေးဒီမကွက်လေရမယ်ဝိဒနာမိုးဘုတ်ကလားမိုးဘုတ်ကလားတောင်းပါလေတောင်းပါလေဒီမှာဒီကွက်လေရမယ်ဆိုတာလွယ်မလားမလွယ်ပါဘူးနော်မလွယ်အခုကောင်းပါလက်ချောက်ပြလိုက်ပါဦးကဲတားလို့ပါကြအောက်ထိမေတ္တာအားကြည့်ပြီးတော့အဲ့လိုကောင်းလာမယုံကြတဲ့လူရောမတတ်နိုင်ဘူးဗျာဟုတ်ပြီလားကဲအားလုံးသောဝိညာဉ်ရှင်မိဘတွေဝိညာဉ်များပိဋကပိတ်ရင်ပြပြောက်ပါစေဗျာပြောပြလိုက်ပါဦးဝိညာဉ်ရှင်မိဘပြောပါလေကျွန်တော်ဆရာနဲ့ပြောက်ပါလေလူကြီးနဲ့အားလုံးဥကြပါလို့တိုက်တွန်းပါတယ်နော်ကျွန်တော်လည်းဒီမှာကလဲရမှာဆိုတော့လွယ်ဘူးလဲမလဲဘူးပေါ့ ဟုတ်တယ်ဗျအေး300 300တော့ကုန် 3မှာအခု3ဘယ်လောက်ကုန်လဲဒီမှာဆရာသမင်းမကျွေးဘူးလားကျွေးပါတယ်ခင်ဗျ
တေးကုပေးဘူးလား တေးကူပေးတယ်ဗျနေရာထိုင်ကလေးပဲမတော့ပါဘူးနေရာထိုင်ကလေးပဲဆိုင်မတော့ပါဘူး ကဲတော့ဝင်တာကြကောင်းနော်သင်လင်း900တော့ကုန်မဲဥစ္စာကိုပတ်သက်မကုန်မဲကောင်းရတယ်ဆိုတော့ဒီချက်ကောင်းတဲ့နေရာဗမာရလက်ပြီမှာပဲရှိမနေတယ်ကဲဟုတ်ပြီ